ပိုင်း15ရက်နေ့ကြော်သွားတာနဲ့ချမ်းသာဒုက္ခတွေရရှိလာမယ့်နေ့နာပိုင်ရှင်တွေဟာတောက်ကြနဲ့စနေသားသမီးတွေဖြစ်ပါလေခင်ဗျာအဲ့တော့အခုလာမယ့်6လပိုင်းလဝက်ဆိုတော့15ရက်ပေါ့နော်6လပိုင်း15ရက်ကနေစပြီးတော့6လပိုင်းလကုန်ထီကိုမှအဲ့ဒီ15ရက်အတော်တွင်းမှာကျွေးဝမှုတွေချမ်းသာမှုတွေအောင်မြင်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာငွေတွေဝင်ပါလိမ့်မယ်ငွေတွေရွှင်ပါလိမ့်မယ်လက်တွေပွင့်ပါလိမ့်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တိုးချဲ့မှုတွေဖြစ်ပေါ်ပါမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းတွေရရှိပါမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးကိုကအစပြုဖို့အတွက်စ조사နေတယ်စိတ်ကူးရင်နေတယ်စီမံနေတယ်ဆိုရင်အကောင့်ထဲသားဖော်လိုက်ပါကျင်းနေမှုချအောင်မြင်ပါလိမ့်မယ်ခင်ဗျလက်တွေမတရားပွင့်ပြီးတော့အဖက်ဖက်ကနေငွေတွေဘလို့ဝင်လို့ဝင်မှမသိများစွာသောငွေကြေးတွေဟာလည်းရောက်ရှိလာပြီးတော့ထီကန်လဲကောင်းသလိုမှထီပေါက်တကယ်လို့လဲငွေကြေးများစွာချမ်းသာဒုက္ခများစွာရရှိမဲ့နေနာပိုင်ရှင်တွေဖြစ်ပါတယ်အဲ့တော့တောက်ကြနဲ့စနေသားသမီးများဒီ6လပိုင်း15ရက်ကနေ6လပိုင်း30ရက်အတွင်းမှာအကြီးအကျယ်ကိုမှချမ်းသာခြင်းနဲ့လက်လာပါတွေပွင့်ခြင်းနဲ့လောက်တိုင်းဖြစ်ခြင်းနဲ့စီးပွားတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဖယားမှာတောက်ကြနဲ့စနေသားသမီးများကိုယ့်ရဲ့မွေးနေ့မှာအေးတစ်ခွက်လှူပေးပါဖျောင်းနိုင်တိုင်းထွန်းပေးပါဒုက္ခဝဟန်လို့မိမိတက်စီရွတ်လိုက်ပါကျင်းနေပါချမ်းသာခြင်းတွေဟာကိုယ့်ထံကိုရောက်ရှိလာမှာဖြစ်ပါတယ်ကျွန်တော်ကမလေးရှားရောက်တော့မလေးရှားရဲ့ signature twin tower နောက်ကနော်တာဝါကြီးကိုနောက်ခံထားပြီးတော့ဒါတို့တွေကဟိုတယ်ကအခုကဒါ48ထက်မှာ48လွာမှာရောက်တော့မှာနက်ခက်ပြက်ကလေးကိုကြည့်ပြီးတော့ဂျိုသွားဆိုတာကိုတွက်လိုက်တဲ့အခါမှာဒီ15ရက်ကနေစပြီးရက်30ပေါ့လာမဲ့နော်လာမဲ့30ရက်လကုန်လောက်ထိနော်15ရက်အတော်တွင်းမှာလုံးဝအကောင်းဆုံးနဲ့ကန်ဆာတာထွန်းတာပြီးရွှေပေါ်မြတင်ချမ်းသာမယ်နေနဲ့ဟာတောက်ကြတဲ့စနေသားသမီးတွေကိုတွေ့တာဖြစ်တဲ့အတွက်ဝမ်းသာအားရပြောတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ရှိပါတယ်ကိုစိတ်နဲ့ပြချမ်းပါရှင်လန်းပါစေ